လေးပြုတ်သွားတဲ့နေရာလေးကိုကြိုက်ရင်နော်ဘုရားကူပါရဲကမင်းမိုင်းတော့မင်းသားကြီးတယ်နော်ပြီးတော့လူမှာပြောမယ်နော်လူဘေးလိုက်လေးစောင်းလိုက်နော်စောင်းလိုက်တဲ့အခါကျရင်ဒီကဆွဲလိုက်လူငယ်သွားလိမ့်နော်ဟိုဒီကဘူးလို့ရဲ့တိုင်းခါနော်နောက်ကရတယ်ဆွဲနေဘေးလူပြိတ်သွားတယ်အော်ဘေးသွားလိုက်တာလောလာဟုတ်နော်ကြားတယ်ဟုတ်ရပြီဒီဒါအဲ့ဒါလည်းလောက်ဒီအဲ့နော်ဒီနော်ဘုရားကူပါညနာလူရဲ့လူနာရဲ့ညနာကိုနောက်ကြွားရတယ်သူနာမေးပါလားဒီလိုပါလားနားလို့လားနောက်ကြွားရတယ်တော့ဒီကနေ့အဲ့ဒါကိုမဲလာကျွန်တော်ကဆရာလေးတက်ဒီလိုမှအများကြီးကျွန်မကြည့်တယ်အဲ့ဒါကိုဒီအဲ့ဒါကျွန်တော်ဒီနေရာလာတော့ကြာတော့ကျွန်တော်အဲ့ဒါဟုတ်တယ်တော့မားလို့ဟိုကြည့်နေကြဆိုဟုတ်တယ်ကျွန်တော်ကြည့်နေကြဆိုအဲ့ဒါအများကြီးမှတ်ထားတာဟ